ရိသတ်များရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဦးငယ်ရေးသားထားတဲ့ဝိညာဉ်ဖန်တီးသောနှလုံးသားတချမ်းဆိုတဲ့ဇာတ်လမ်းလေးကိုအစာအဆုံးတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသစ်တွေတင်တဲ့အမြဲတည်စေဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်စာရေးသူဦးငယ်ရေးသားထားတဲ့ဝိညာဉ်ဖန်တီးသောနှလုံးသားတချမ်းဆိုတဲ့ဇာတ်လမ်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။မြဖူးဝိညာဉ်တည်သွားပြီ။အတိတ်ကထိတ်လန့်စရာပါ။အရာရာစိမ့်သက်စွာနှုံမဆက်ပဲထောက်ခွသွားသူကိုရခတ်လွမ်းမိပြန်ပါတယ်။စိတ်မန်းမင်းတမ်းမှအစာအိုလေးဘက်ရခတ်လျှောက်လာနေမိတယ်။စိတ်မန်းတို့ကကြွေးတလူလိုရှိပေမဲ့လေရှိန်ချောင်းလွင့်နေကြပါတယ်။ဦးလေးဘေးဖက်ဟေးအော် sorry မင်းကလေးတယောက်ပါတွက်လက်လိုက်ပါပြီဘောလုံးဝတ်စုံနဲ့ကောင်မလေးတယောက်ကိုဝဲစပင်ကေလူနေတော့မထင်ပါနဲ့စူးစီးထားတဲ့စပင်ရှိကတင်မထက်လှုပ်ခါနေတာမို့တဖြည်းဖြည်းလျှောက်သွားပြီးတော့အစာအုံးမှာအဆောင်သားအချို့ရှိတယ်လို့မရှိတယ်လို့ငေးမိငေးရငေးရင်ဘောလုံးပွဲဘက်အာယုံရောက်ပြီးတော့မင်းကလေးအသေးနှစ်သေးကန်နေကြပါတယ်ဟယ်လိုအေးပြောမြို့နေရုံကိုသွားမှာကျမလာခဲ့ရအောင်မလားဆရာကြီးနေပါစေရတယ်နားလိုက်ပါဒီမှာတော့ပေးရက်ပင်အားကစားပွဲရကောင်းနေပါတယ်အကျင့်အနေပြိုင်ကြရင်ဆန်ရှည်မာလေးကိုမြင်လေလွမ်းမိလေကမြဖူးဝင်းညိုကိုသာပွဲပြီးလေတော့ဒီမှရှင့်ဟေးတမိတောင်းမှန်ပါတယ်မျက်မှန်နဲ့မတ်တက်ထားတော့ဦးလေးအရွယ်မှတ်နေတာဦးလေးအရွယ်ပါပဲကွယ်အလေလားဦးကဆိုပါတော့ဒါနဲ့ဝမ်းသာပါတယ်ဟင်တမိတို့ရှုံးသွားတာဟာစူးစမ်းမှုအတွက်ပါစူးစမ်းနေရှုံးသွားတာအရှုံးသမားမှမဟုတ်တာစူးစမ်းခဲ့သူလေfighting ဟုတ်ပြောရင်းဆိုရင်လည်းလှထွက်သွားလေသူရှင်မလို့လူကြီးလဲဦးရဲ့ဘာလို့တမီးရဲ့ရင်တွေခုန်နေရတာလဲရှုံးလုံးငိုချင်တာတော့ဘေးပြောင်မှန်းမသိအတွေးတွေကိုကောင်းခါပြီးတော့ဖျောက်ဖျက်လိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီဦးရဲ့အပြုံးကတော့ကိုနှလုံးသားငယ်ကိုမေးထောက်ပြုံးမြသွားခဲ့တာကြောင့်2016ခုနှစ်ဘာလဲဟာပျော်ဦးလားငါမယုံသေးဘူးအောင်တရားရခက်ကလေးလေနင်းဟာရို23နဲ့ပါပေမဲ့အခုငါတို့ဘီးတက်ရတော့မှအတူတူပဲလေအဲ့ဒါကြောင့်အားငယ်တာမဟုတ်ပါဘူးဟာဒီတိုင်းငါတော့24ရဲ့ကောလိပ်ကနေပါလာခဲ့တာကိုမယုံနိုင်သေးတာအောင်သက်မပြောတော့ပါဘူးကြံတော့ယောက်ျားလေး9ဦးနဲ့လေးရိုက်ခါကားပေါ်လိုက်ပါခဲ့ကြပါတယ်အမှန်တိုင်းဆို9ဦးရဲ့တော့ယောက်ျားလေးတွေအကုန်ကဒီတက္ကသိုလ်တက်ရတဲ့အပေါ်မှာပျော်လွန်းကြတယ်မိုးဝရောက်တော့မယ်ဆိုတော့အပျော်လုံးစိုးနေကြပါပြီရောက်ပြီဟာဆင်းလေအေးပါဖြစ်တက္ကသိုလ်မြေကိုခြေချမိတဲ့အချိန်မြုံကြည်နိုင်သေးတဲ့စိတ်ကအပြည့်ဒီလိုနဲ့သာကောလိပ်တင်နန်းသားဘဝမှာတက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်ခဲ့ပါသည်ဆိုပါတော့လာအတော်တန်ကြာတဲ့ခါမှာတော့ရခက်ဟာလာပြီမင်းဘာလုပ်နေရလဲစကားကြည့်ပြီးအိတ်မလို့အောင်တက်ရလာပွဲရှိတယ်တိတယ်ဟာငါပြင်းနေမင်းဆိုတာလေအလားမေပြိုင်ပွဲနော်ဘာကြီးကာယပလပြပွဲလေငါစိတ်ဝင်စားဘူးတိလဲမသိဘူးခက်တော့တာပဲမင်းလာမလားမလာဘူးလားပြောမင်းကလည်းအေး10မိနစ်လောက်စောက်အောင်တက်ကပလောင်တိုင်းရင်သာသူ့ကိုကြောက်တီထက်လေးစားရတယ်ကောလိပ်ကနေတင်ချမကြပဲဂုံဒူးစတာပါတာကိုတက်ရတာကသူကျေးဇူးရှိရအတော်ပါပါတယ်နေပူစားချိန်2ဦးသားပွဲသွားကြည့်တဲ့အခါကိုကြွက်သားရှိလာတယ်ထင်မိမဲ့လေတက်စင်အောင်လွဲပါတယ်ကိုရော်ချောတွေကနှင်းလိုက်ရှင်မြိုင်ကြတာကြောက်ခမန်းလိပိုရေးလိဖြစ်ရတာကအမျိုးသမီးပွဲပါမာစတာတန်းမွေပွဲကအမကြီးတွေကကိုဟန်အချိုးစစ်ကတင်းတဲ့ကားဆက်ထားပုံမှာအချီမြင်ပေါ်ငှက်မွေးတင်ထားသလိုတေးလေးလိုလေအဝေးမှာကျိုးပဲ့သွားနိုင်သလိုပါပွဲရငြိမ်နေပါသေးတယ်အနာနာရှိစက်ကူခက်ပြားတွေနဲ့အဖွဲမစုသေးရဲ့ဆိုရင်လေမှားမိမဟုတ်ပါဘူးမြဖူးဝင်းညိုမြဖူးဝင်းညိုလန်နဲ့အားပေးကံမဲမာလေးကိုကြည့်မိချိန်ရုံနဲ့နံရတပွဲတပြားဖြစ်သွားသလိုပါအာယုံစူးစီးရေးမရလှပတဲ့ကိုကောက်ချောင်းကိုတန်စင်လိုက်ရိမ့်လိုက်နှွေးလိုက်လှုပ်ပြသွားတဲ့ပုံလေးကသူတကာရဲ့နှလုံးသားတွေကိုတွားပြလေးနဲ့ကိုက်သွားသလိုပါပတ်ဝန်းကျင်ရှိအတန်နေရာတိတ်ဆိတ်ကုန်ပါတယ်အငယ်တန်းပြိုင်ဝင်းမှာတော့15-20လောက်ပြိုင်ကြပြီမဲ့လေသူတူးတဲ့ကိုသာမြင်ခဲ့မိတယ်ရင်ခုန်တန်ကအော်ဟစ်တန်နိုးတဲ့အပြိုင်အတန်ကြဲကြဲနဲ့နှစ်ချက်ဆင့်ခုန်နေဒီမင်းကလေးကိုချစ်မိခဲ့ပါတယ်ဆရာကြီးရောက်ပါပြီဟေးအော်အေးကားသမားပြောကမှကားပေါ်ကဆင်းမိတဲ့ဖြစ်ကျေးဇူးပါမင်းဆရာကိုလည်းပြောလိုက်နော်လိုက်ဖို့ပေးတာကျေးဇူးပါလို့နောက်မှတည်သက်လာလဲမဲလို့နော်ဟုတ်ကဲ့ခင်ဗျကားသမားလေးပြန်သွားပါတယ်တွေးမိတဲ့အတိတ်ကဒီမှာနေခိတအဆက်ပြတ်သွားပါတယ်
လွမ်းမိတဲ့မြောက်ဖူးဝင်းညိုရဲ့အစည်းအဝေးစားချိန်ထိစိတ်တို့တက်နိုင်သမျှစူးစီးခဲ့ပေမဲ့လေဒီနေ့ပိတ်ရက်ထားရိတ်ခဲ့တဲ့ဆိုင်ငယ်ဦးစီးကအိမ်ပြန်ခဲ့ပြီးတဲ့နောက်အိမ်ကိုပြန်ရောက်ချိန်အမေရဲ့အဖေရဲ့ညီမလေးရဲ့ပြီးရင်ရှီလူလူဖြစ်ခဲ့တဲ့မြောက်ဖူးဝင်းညိုရဲ့ပါတည်ရှိခဲ့ဘူးတဲ့ဒီအိမ်ရေတိန်နဲ့ဟေးရေတိန်နဲ့တောက်ထိုးနေဟာအိမ်နဲ့ဘေးကဒုထဝရီမြေရေတိန်မှာအိမ်သားရှိကလေးတွေအော်ပြေးတဲ့အခါပြုံးမိပါတယ်ဆရာကြီးမင်္ဂလာပါဗျအေးရေချိုးလားဟုတ်ကဲ့ခမချစ်စပွဲကလေးတွေပါပြုံးမိရင်အတွေးတွေကနှလုံးသားကိုနှိမ့်ဆက်လာပြန်ပြီးတဲ့အခါအေကန်းနဲ့ရှိတန်လျာလေးထက်တဝီဝီလေးနေတဲ့ပန်ကားလေးအောက်အိတ်ဆက်မိရင်ဖြစ်ပေါ်လာတဲ့အေးတိတ်မြောက်ဖူးဝင်းညိုတစ်ဖက်သက်ကြိတ်ချစ်ခဲ့ရတဲ့အဲဒီကာလအတိတ်ဌာနေရဝွန်ဒီနေ့ကမိုးအုံနေပါတယ်အဲ့ဒါကြောင့်ထီကောက်ကိုယူကအတန်းရှိအောင်လာခဲ့မိတယ်ပုံဟန်သွင်မြင်ကဖြူစင်းလွယ်အိမ်နဲ့ရိုးရှင်းလာပါတယ်အထက်တန်းကျောင်းသားဘဝကလွယ်တဲ့ချီလွယ်အိမ်နဲ့မြမစာမေဂျာကရခက်နမေရရခက်စင်းရဲသားဘဝသမားအမည်မှာကိုကရဖို့ရခက်ခဲတဲ့ငွေကိုအပြည့်ပြုကမှဲ့တွင်ခဲ့သောအမည်အတန်းရှိရလာမဲ့အခါမှာတော့အခန်းထဲမှာဘယ်သူမှမရှိသေးပါဘူးအခန်းနံမဲ့7မြင်းဆောင်တန်းရှိမဝင်သေးပေစောင့်နေမိတဲ့ချိန်မှာတော့မြင်လိုက်ရတာကအလောက်မေမလေးပါတင်မထက်ခဝဝဲဆန်နယ်လေးတွေကိုဖြန့်ချထားတာဖြစ်လို့လေအဝိမှာချစ်စရာငေးကောင်းကောင်းနဲ့ငေးခိုက်အကြည့်ဆုံးလူအခါမှာလှည့်ပြလိုက်ရတယ်အဖော်တတိုင်းနဲ့အဲ့လူလေးကအလှပို့သလိုလူမှုရေးပိုင်းမှလည်းကောင်းမယ်ထင်ပါတယ်အတန်းငိမ်စားတဲ့အထီးကျန်သမားအာယုံ6ပါးမှာအဲ့လူလေးရဲ့အလှတွေသာဝဝဲလည်နေခဲ့ပါတယ်။တောင်ဟောင်းသွားတော့မလား။ကြားတဲ့တစ်ချိန်နားသေးတယ်ဟာဒီမှာနေအောင်မလား။ငါစကားကြည့်အောင်မယ်။အေးကြည့်လေငါတော့အိတ်ချင်လို့အေးပါအေးရှောက်ပြောပြီးနင်တော့တောင်ဟောင်းကိုစကားပြောရင်အခန်းမြေအတန်းစင်းပြီးထွက်လာမိတဲ့ချိန်အနားကဖြတ်သွားတဲ့မီးမလာတစုအေးသူလေးအပါဝင်ဟာလိုက်ခဲ့လေလာပါအတူတူတော်ပြီမိုးကြနေပြီနှာစီးလိမ့်မယ်အမလီဖြစ်ရလေသဘောသဘောတန်းစင်ကန်းဖတ်သွားရင်စကားများနေတဲ့အဲ့လူတွေရှိရထံကိုငေးမိပြန်ပါတယ်ဒီနေ့မှအတော်ဖြစ်နေတယ်ပဲပြောရင်တော့ခုံလုံးနေပါပြီတိုက်ဆိုင်ဒီတပတ်စနေနေ့မှတင်အလားမယ်မလေးကိုတွေ့ရတာကြောင့်ပျော်လွန်းလာပါတယ်ဒါဆိုရင်သွားပြီနော်ခဏနေတနိုင်လောက်ကြာမှဆင်းလာခဲ့သလားစိတ်ချမယ်နော်အေးပါဆိုဟဲအေးမျက်နှာမကောင်းတဲ့အလားလေးအနားဖြတ်သွားချိန်ဖုန်ကြီးဟန်ပြင်ကခေါင်းအောင်ငုတ်ထားလိုက်မိပါတယ်တော်ပါသေးရဲ့တိုက်ဆိုင်လာတွေ့နေရသည်ရင်ကိုပိသက်ဆိုင်ကအခန်းထဲပြောင်းဝင်လာတဲ့ချိန်ခါထောက်ကြည့်နေတဲ့အတန်းပေါ်ဘာလေးဟာငါဘိုက်စာလို့အစိုးကြီးဟာအတန်းအမိပြန်လာမေလီဟာနော်ငါတော့ညောင်းပြီကန်နှင်းထိမသွားနိုင်ဘူးဟာမခေါ်ပါဘူးသွားတော့မယ်ပေးအဲ့ထိယူသွားစေရော့မပေးလဲယူမှာစိတ်ချဘူးပေါက်ပြောကထွက်သွားတဲ့ခင်မင်းစားအတန်းပေါ်မိသားတူမိတ်ဆွေအလိုတေးပြီဆရာတူးရဲကြံခဲ့တဲ့အခန်းထဲကိုဝင်လာတဲ့မရွှေချောစပင်လေးကိုခုံတက်ထိုင်မိရနဲ့စီးနောင်ရန်ပြင်းစင်ချိန်ဖွေးဦးနေတဲ့လေကုတ်သားလေးကချစ်စပွဲဟာမဟုတ်သေးပါဘူးငါပြစ်မှားတာများနေပြီဘလို့လုပ်ရမလဲငါအပြင်ကိုသွားတင်သလားအတွေးတွေကခဏမငြိမ်တော့မိုးကကျနေသလိုမိုးသက်လင်ကြီးကခုန်နေတဲ့နှလုံးသားကိုပိုစီအောင်မြောက်ဘူးဝင်းညိုရဲ့ဆန်ရွယ်စားတို့ကိုထိတွေ့ကစားပြနေပါတယ်ဒါအဖဲလဲရှင်ဗျာတင်မိုးရှိရဖျက်ချောက်ချိန်ကြားလိုက်ရတဲ့အတန်ကြောင့်တောင်ခွဲသွားမတက်ရှင်းကိုပြောတာလေဘာလို့လဲဗျာဟိုဘာမှမဖြစ်ပါဘူးစိတ်မရှိပါနဲ့ဟိုဘက်အခန်းမှာအတွဲတွေရှိနေလို့မျက်စိနောက်လို့ဒီအခန်းမလာထိုင်တာပါရှင်းအတွက်အနှောက်အယှက်ဖြစ်သွားလားဗျာမဖြစ်ပါဘူးမဖြစ်ရင်ထိုင်လေဗျာဟုတ်ကဲ့မြတ်ဖူးပြုံးမိပါတယ်အလောင်းစားကတော့နိုင်တဲ့ဘက်ကိုပြေးနေပြီစာအမြဲထားဖြစ်တတ်တဲ့တက်ကြတဲ့ပေါင်ကိုရွှေချောကိုပညာပေးဖို့အစီအစဉ်ကအောင်မြင်တော့မယ်ဘလို့လဲမိဘူးဘာလဲသူ့ကိုငါကြွေတဲ့ပုံစံလို့အသေးခွဲပြနိုင်ရင်ငါလိုချင်တဲ့ပတ်စံကိုညီတို့တကယ်ဝယ်ပေးမှာပေါ့လေတကယ်ပါဆိုအိတ်က4000ကျော်တန်တော့နင်တို့ဘတ်ဂျက်တွေထိကုန်မယ်ဟဲ့တို့ကလည်းနိုင်ရကိုစမ်းကြည့်တာပါတကယ်လို့ငါမလုံးနိုင်ခဲ့ရောနေ့အိမ်မှာပိတ်ရက်လိုက်လက်ခွင့်ပြုတပတ်တိနော်ဒီလိုအယောစားနေပါဒီမှာရှင်ဗျာဟုတ်ကဲ့ရှင်ကပေါင်းကူးနော်ဟုတ်ကျွန်တော်က MEC 19မြင်းဆောင်14ရပါအော်မေဂျာကမြန်မာဓာတုယူပါဗျတခုပဲတူတာပါလားဓာတုပဲဟုတ်ဘာလဲရှင်သွားကြရှိတာလားသွားကျင်သွားပါမြောက်ဖူးကပြေးလို့မိတ်ဆွေဖဲယုံတက်ဟာမဖြစ်နိုင်တာအိုးဘာလို့မဖြစ်ရမှာလဲမသိဘူးဗျာခင်လို့တော့မရဘူးဗျကျွန်တော်တည်သွားနိုင်တယ်ဒါပဲဗျာခရုံငရင်နဲ့ကိုရွှေချောကထသွားတဲ့အခါမြောက်ဖူးကျိတ်ရင်သာကြိုင်ရင်ခဲပါတယ်
အေးရာကနိုးထားချိန်ညနေလှပြီးအတွေးများစွာနဲ့ဖုံးတန်ကြောင့်ညာပိုင်းနိုးလာချိန်ဟယ်လိုဆရာမပြောပါဆရာကြီးမနေ့ဖြန်မျိုးပေါ်ကနေလာမလားယင်အေးဟုတ်တယ်ကွဟုတ်အဲ့ဒါမေးကြည့်တာရှင်ဟိုအစ်စ်လေးတွေလည်းရောက်မှာမို့တကယ်လို့မမြင်လဲနောက်နေ့ပြန်ချိန်လိုက်တာပေါ့ဖွင့်ရမရောက်သေးတော့ဟုတ်ကဲ့ပါရှင်ပေးရက်ကိုပဲမအားနိုင်ဟုတ်တယ်ကျောင်းစာကြည့်တဲ့အတွက်နဲ့ပြင်စရာဆင်စရာရှိတာအတွက်မြို့တက်ပစ္စည်းဝယ်ရမယ်လေအဲ့ဒါကြောင့်အတွေးမများလို့တော့ပါဘူးအိပ်ပျော်အောင်သာပြန်အိမ်လဲရပါတော့တယ်လွမ်းနေလွမ်းသည်တိုးတော်ပဲတာယာလာတဲ့မနက်ခင်းတစ်ခုဒီမှာရှင့်ဒီမှာဟာသမီးကလည်းဘာလို့အစောစီပေါ်ပေါက်လာတဲ့ပြဿနာတခေပန်းလဲမတက်နိုင်လာတဲ့ကားကိုတားလိုက်ရပါတယ်ဒရီကားစုပ်ကြောင့်အုတ်ကြီးဆိုတာအစားနေတွေကသမီးမခံနိုင်ဘူးကျုံရကားနဲ့လိုက်သွားမယ်ဘာဖြစ်လို့လဲဟုတ်ကဲ့ကျမတို့ကားပြတ်သွားလို့ပါရှင်ရွာပူရွာဆိုလားပဲအဲ့ကြောင့်မှတာဝန်ကြတာရှင်ဟုတ်လားဟင်ကားသမားကိုမျက်စိတစ်ချက်မှိတ်ပြနေသူကားသမားထပ်မပြောဝင်ကားပေါ်ကဆင်းလာတဲ့အခါအနောက်ကိုဆုပ်ပေးလိုက်ပါတယ်ဘာဖြစ်လို့လဲဟဲ့ဟိုဟာလေဦးလေးဟာအေးဘာဖြစ်တာလဲစုံမြန်ပြီဒရီကားစုပ်ပေါ့မောင်ရင်ရဲ့ကုညီနိုင်ရင်ကုညီပါကွယ်အငယ်တို့ကလည်းဒီဘက်နေကြတိတ်မသိလို့ရွာဘိုကျောင်းဆိုရင်တော့လိုက်ခဲ့ပါလမ်းကြုံပါတယ်ယုံရင်ပေါ့လေယုံနေဒရီဒီဦးနဲ့ကလေမနေ့ကမှစကိုင်းမှာတွေ့ခဲ့သေးတာဟုတ်တယ်နော်ဦးဟုတ်ပါတယ်ဦးလာပါအန်ကယ်မပူပါနဲ့ကုညီပေးပါမယ်လာအနောက်မှာပန်းအိုးတွေပစ္စည်းတွေတင်လာတာမို့ကြီးကြက်တာတက်ထိုင်ဟုတ်ကဲ့ဦးအန်ကယ်သွားအောင်မယ်အေးကျေးဇူးပါကွယ်ကားလေးကအရှိန်နဲ့သွားနေပါတယ်စကားတန်နေတာတိတ်ဆိတ်နေတယ်တခေပန်းရေခုံတန်နေတာကားတန်နဲ့အပြိုင်စူညံနေသလိုလိုပါဟိုလေအဲ့နေ့ကတငယ်ချင်းဖိတ်တာနဲ့သွားကန်တာပါကျောင်းုံလွမ်းတာနဲ့အခုတာဝန်ကြတာပေါ့လေဟုတ်ကဲ့အဲ့ဒါကြောင့်စိတ်ပူရင်ပူနေရတာဘာအကြောင်းကြောင့်ဒဲဒီကားကြောင့်လေကားပြတ်တာနဲ့ကြောင်းအောင်ဆိုတာခံရတော့မယ်အဲ့ဒါအတွက်မစိုးရိမ်ပါနဲ့ရောက်ပြီဆရာမလေးလှည့်ကူးရမယ်ကူပေးနော်ရပါတယ်ရှင်စိတ်ချပြုံးမိပါတယ်တက်ကြွတဲ့ကလေးမလှေပေါ်ကူတယ်ဖို့ရမှာတန်မာတဲ့ယောက်ျားပြုတ်ပမာအေးတဲ့ကရိုးဖို့တမကောင်လေးခေါ်လိုက်တဲ့ကြောင့်ဒုက္ခမြလန့်သွားရှာတော့ကျောင်းအုပ်ကလည်းလေတိတ်ပင်မခံနေဟေ့ကောင်လှုပ်ဆန်းလှော်မှသာလှော်စမ်းမှာဆရာကြီးဆိုတာကလေကြောင်အန်းနဲ့ကြည်လီသူတစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့တဲကူသူတွေကလာကူပါတယ်ဆီယာမပေါက်စလေးကတော့စကားထက်မပြောတော့ပါဘူးစဉ်းစားကန်းဖွင့်နေပြီထမရဲ့ကျောင်းထဲဝင်ကြီးတုံရင်နေတဲ့ကောင်မလေးတွားလေကွယ်တွားမကြောက်ပါနဲ့သမီးမယုံမသေးလုံးမိတာတောင်းမှတ်ပါတယ်ဘာလို့မိလို့လဲရပါတယ်ဒေါ်စွန်စာကြီးရှင်းဆရာကြီးဟုတ်လာပြီဒါအစ်စ်ပြောင်းလာတဲ့ဆရာမလေးလိုအပ်တာတွေလုပ်ပေးလိုက်ပါလက်မှတ်ထိုးရမယ့်ဟာတွေတေချလုပ်ပေးလိုက်ဟုတ်ကဲ့ဆရာကြီးခုံနေတဲ့ရင်ခုန်တန်းတွေပျောက်ဆုံးကုန်သလိုပါခတ်ပါပြီဦးကတခစ်ပန်းအထက်လူကြီးရဲ့လားဒါပဲမလားဒေါ်စွန်စာဟုတ်ပါတယ်ရှင်ဆရာကြီးဆီယာမလေးတကယ်လို့မျိုးနေရုံကိုတစ်ခါထပ်မသွားခြင်းစေးရီးကိုထည့်ပေးလိုက်နော်စေးရီးဗျားဆရာကြီးဒီကလေးဖိုင်ကိုယူသွားပေးလိုက်ဟုတ်တခေပန်းဒီအချိန်ထိအနေရကျက်နေစေပါထိုင်သာကြောပြလိုက်ချင်ပါတယ်တိတ်လာတိုးနေတာကြောင့်ခတ်ပါပြီလာဆရာမလေးထပ်ပြတွေကဟိုဘက်ခန်းထဲမှာနားနေတာလာဟုတ်ကဲ့ဒေါ်စွန်သားဆိုတဲ့ဆရာမကခေါ်ရှာပါတယ်ဆရာကြီးကပြုံးပြနေတယ်လိုက်သွားမိပါတယ်အခန်းထဲမှာဘယ်သူမှမရောက်လာကြသေးပါဘူးဒေါ်စွန်သားနဲ့သူသာရှိနေပါသေးတယ်ခဏနော်ဟိုမှလာနေကြပြီဟုတ်ကဲ့ထိုင်နေရေးခဲ့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘာလို့လဲမလန့်ပါနဲ့မင်းကထူးဆန်းတဲ့ကောင်မလေးမှန်တို့သိပါတယ်ခတ်တော့တာပဲဟုတ်ပါတယ်တူဦးတဲ့ကြံခဲ့တဲ့အချိန်မှာဒီအခန်းထဲဝင်းညင်တစ်ခုရှိနေပါတယ်မင်းကလေးပါဒီမှာတရေတွေပေါ်လာရင်နည်းနည်းပါညီမလေးကအစ်စ်ပြောင်းလာတာဖြစ်မယ်ဟုတ်ကဲ့ကံကောင်းပါလေကိုခက်ကတိတ်သဘောကောင်းတာလေထက်ပြတွေကလည်းအကုန်စိတ်ထားကောင်းနေမမရောဘလို့မမရဲ့နာမည်ကမြောက်ဖူးဝင်းညိုတဲ့ကိုခက်ရဲ့ချစ်သူလေဟိုလေကိုခက်ဆိုတာကရခက်လေနာမည်ကရခက်အခုညီမတို့ကြောင့်ဟိုမှလာနေကြပြီဒါပဲနော်ကြုံမထပ်ပြောတာပေါ့ဟုတ်ချီတယ်လူလာလို့ပျောက်သွားတဲ့ဝင်းကြီးတိုက်ကားလာသူလို့အထင်ခံရတာကြောင့်တောင်ပြမြောက်ပြပြခံရရင်တခေပန်းဟာထူးဆန်းတဲ့အမြင်အကြားတစ်ခုကိုရရှိခဲ့ပါတယ်အထက်တန်းကျောင်းသူအရွယ်အားစပြီးတော့ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူးဘယ်လိုလဲမျောမှန်းထားသလောက်ပြေးရလားကွဟုတ်ပြေးပါတယ်ရှင်မနေ့ပြန်အစားလာတင်ရုံပေါ့ဘာမေးကြလဲကွမြမဓာတုပါရှင်ဒါဆိုရင်တော့ဓာတုတင်ရမယ်ထင်နေ
မြမမဲအေးရှိတယ်မှတ်ထားနော်သူ့နာမည်ကဖြူငိမ့်နဲ့ဟုတ်ကဲ့ဘိုင်းဟိုတင်တာ तू ကတော့ရီတင်ချာ तू ကတော့မြမမဲအေးဤယဝင်ဟုတ်ဇွန်နာကတော့ဘောကအမကတော့တီတာယူပတင်တာဟိုနားမှာအပင်ရီလောင်းကြံနေခဲ့တာစမ်းရီဟုတ်ကဲ့မှတ်ထားပါမယ်အုတ်ကြီးကလည်းမြမဓာတုနဲ့ပြီးတာမသိတာဆိုမေးလို့ရတယ်တက်လားရှင်ဟုတ်ကဲ့ဖေကလည်းဆရာမလေးကဒါနဲ့နာမည်ရရောအမလီတီတာအစ်စ်လေးလန့်သွားပါအောင်မယ်စွမင်းနေမဟုတ်ဘူးလေတီထားရအောင်မမဖြူပါလေကျမနာမည်ကတခေပန်းမရှိနေတာမန္တလေးမြို့သူလေးပေါ့ဒါဆိုရင်ဤတို့နဲ့အတူလာလို့ရတာပဲမဟုတ်ဘူးရှင်ဒီနားရွာမှာအမျိုးအိမ်ရှိပါတယ်ဖေဖေဝမ်းခွဲကြီးဦးလေးအိမ်မှာနေပြည့်မယ်ရှင်အော်ထပ်မပြောလာကြတော့ပါဘူးအစည်းအဝေးပြီးပြီးနီးလေရောက်တဲ့အချိန်အရှိုရှိုပြန်ကုန်ကြပါတယ်ညီမလေးမပြန်သေးဘူးလားဒေဒီလာကြိုမယ်လေရှင်ဖုန်းဆက်တယ်အော်အေးပါကွယ်ဒေါ်စွန်သာပါပြန်သွားတယ်ကျောင်းထဲမှာစရေးရဲ့သူရဲ့ဥယေသာကြင်ရင်ခဲ့ပါတယ်ပြန်ကုန်ကြပြီနော်အမလီဖေဟာလန့်သွားတာလားဒီလိုပါပဲညီမလေးကိုခက်ကိုဘလို့မြင်လဲရှင်ရင်ခုန်လားလို့ဘလို့ကြီးမေးလိုက်တာလေဝိညာဉ်ဆိုပြီးကျင်းဝတ်တွေပါမဆောင်ထိန်တော့တာပါလားဒီလိုပါပဲမမတည်သွားခဲ့တာနှစ်ဝက်ပိုင်းကြော်လာပေမဲ့ကိုခက်ကတော့ဆွေးကောင်းတော့မယ်သူ့ရဲ့မျက်ဝန်းတွေသာကြည့်လေမှိုင်ဆွေးနေတာဘာပဲဖြစ်ဖြစ်ညီမလေးကိုမမယုံနေကိုခက်ကိုစိတ်ပျော်ရှိအောင်လုပ်ပေးနိုင်မယ်လို့ဒါကတော့ဟိုမှာလာနေပြီဆရာမလေးဟုတ်ကဲ့ဆရာကြီးဘာလဲကွယ်ကြောက်နေတော့လားမလန့်ပါနဲ့ကွယ်ဒါနဲ့လာကြိုတာကဒေဒီလာကြိုမယ်ရှင်အော်ဟိုမှာပြောရင်းဆိုရင်ဟိုကားဖြစ်မယ်မြို့ကိုတန်းပြတ်မှာလားမဟုတ်ဘူးရှင်နေမဲ့ရင်ကိုပြတ်မှာပါအေးအေးကားရက်တာနဲ့နနက်တုံးကမြင်ရတဲ့လူပါအော်ဆရာကဒေဒီအဲ့ဒါကြောက်ဟာဗျာရှက်ဆရာတောင်းမှန်ပါတယ်ဗျာမဟုတ်တာရပါတယ်အန်ကယ်အခုဘယ်ကိုပြန်มาလဲဗျအဲ့ဒါဟိုလေဒေဒီမတက်နိုင်ဘူးသမီးရဲ့ပြောပါအန်ကယ်ဆရာမလေးနေပါဘာဖြစ်တာလဲကိုเจ้าကဆရာမလေးကိုကူညီပေးရမှာပေါ့အားတော့နာပါတယ်ဆရာကြီးရဲ့ဟိုညီဝမ်းခွဲအိမ်မှာသမီးကိုထားခဲ့မလို့ဗျအဲ့ဒါရွာနာမည်သိတယ်လမ်းကြမျက်စိလည်နေတာဒီရွာလူကိုခေါ်သွားမလို့အဲ့ဒါရွာနာမည်တစ်ချက်ပြောပေးလေအေးပြရွာတဲ့ဆရာကြီးဟေးအဲ့ဒါကျုံနေတဲ့ရွာပဲဒါနဲ့အန်ကဲညီနာမည်ကဦးအောင်စီအော်โอเคသိတယ်ကူညီပါအောင်ဆရာကြီးရဲ့အထုပ်တွေပါတဲလာတာဟိုဘက်လမ်းကတော့သိတယ်အခုဟာရပါတယ်ကျုပ်လည်းအစင်မိတာပေါ့ပြန်မှုဒီရွာလူကိုပို့ခိုင်းမှုရဒါဆိုရင်ဆရာကြီးကြွပါကောင်းပါပြီပြောမိပါတယ်တိုက်တိုက်ဆိုင်ဆိုင်မျက်နှာချင်းဆိုင်အိမ်ဖြစ်နေရတယ်လို့ဆရာမလေးတို့အသွားပြစိတ်ချလက်ချဖြစ်လို့ရပြီဘာလို့လဲဗျကားကိုလက်ညွန်ကြီးစကားပြောမိတဲ့ချိန်ကားနောက်ခန်းထဲမှာခေါင်းငုံကကျုံညုံလေးထိုင်လဲလာတဲ့သူတခေပန်းဒီလိုပါဦးအောင်စီအိမ်နဲ့ကျုပ်တို့အိမ်ကမျက်နှာချင်းဆိုင်လေးလမ်းသွယ်လေးပဲချတာခမညာဒါကြောင့်အတူသွားလို့ရပါလိမ့်မယ်ကျုပ်လည်းလက်ခွဲရတာပေါ့ဝမ်းသာစရာပါဆရာကြီးကဘာပဲဖြစ်ဖြစ်တမင်းငယ်ကိုစုံမသွန်သင်ပေးပါအာမနာပါနဲ့ဒီကောင်မလေးကချစ်ကက်ကက်ရဲ့ကောင်းပါပြီပြုံးမိကကားနောက်ကြီးမှန်နူးနဲ့ကြီးမိတဲ့ချိန်နောက်ကဖွားဖွားလေးရုပ်ဟန်တူတဲ့ဆရာမလေးပုံနေဘာလို့လဲမမရဲ့အထိလိုက်လို့မရဘူးညီမဟိုနားလောက်ဆိုအသက်ခံခဲ့ရတဲ့နေရာလေးအဲ့နေရာကကြော်လိုက်လာလို့မရဘူးဒီကြောက်တရားနာကခေါင်းနေတော့အခုတော့ဘာမှမဖြစ်တော့ပါဘူးခေကောင်းစားတော့ကမမသာကန်နေလို့အသက်ခံခဲ့ရတာဖြစ်ရလိမ့်မမရဲ့အကျင့်နိုင်ဝိညာဉ်နဲ့တူတူလေးရွရွပြောပြီးတဲ့နောက်လက်ပြကြံနေခဲ့တဲ့ဖြူစိမ့်ဝစ်စုံတဲ့ဝိညာဉ်ကိုနောက်လဲကြည့်ရင်ကြေခွဲမိအောင်သာရင်းနေခုန်နေတာမမတီလို့မမချစ်သူဦးကိုချစ်စေဖို့အတွက်မတိုက်တွန်းတာတော့တခေတ်ကတော့ဦးကိုကြွေမိသွားတာမနေ့ကလေးကပါမမရဲ့အင်္ဂလိပ်ကနေကျနာထပ်ပို့ပါတယ်ပိုရေးပြောစီတာကဦးလေးကလေးကြောင့်မှာငယ်လေးကစာပြပေးတဲ့ဦးအိမ်မှာစားရင်တောက်ရည်သလိုနေသူလေးအာသူရရေဗျာမမလာပြီနမေခေါ်လိုက်တာအိမ်ထဲကိုလှမ်းကြည့်မိတယ်ဦးကိုမြင်တာနဲ့ရေကနေပြေးမိတယ်ပိုဆိုးပြန်တာကကျိုးဘက်ပိုင်းရှိလေးသားဆောင်နဲ့ကလေးရဲ့အခန်းမှာတခင်းနေရသလိုတစ်ဖက်အိမ်လေးသားဆောင်မှာလည်းညအခါဆိုလင်းချင်းခံတဲ့ဦးကိုမြင်ရတယ်မျက်မှန်လေးတက်ခါဖုံသုံးနေတဲ့ဦးပုံစံလေးကချစ်စရာဒီလိုနဲ့နည်းနည်းလင်းချိန်အာသူရရေဗျားဆရာကြီးလာပါပြီဗျနာမည်ခေါ်ရေးလာလေတော့ကလေးတသားမမရောမမပြီးပြီဗျအိမ်ရှိမှစောင့်နေတာအေးကောင်းပြီသားငယ်ကျောင်းသားတော့လေနောက်ကြမယ်ဟုတ်ကဲ့အစောစီတမ်းမြတ်မှာတော့ဆရာကြီးလူဘွားဒီလိုကြတော့လေပျော်စရာတိတ်ကောင်ဦးကအရှိရမောင်အနောက်ကပြုံးစီစီနဲ့လိုက်ရင်မတ်တက်လာရတာတော်တော့တယ်နှုတ်မတာဆိုပြုံးဟလွန်ပြီးတော့ဖုန်တပိတ်တာတော့ဝင်တော့မယ်
ကျောင်းကိုရောက်တဲ့ချိန်စနေကြသလိုကလေးတွေရောဆရာမတွေပါရိုသေရတဲ့ချောမောခန့်ညာတဲ့ဆရာကြီးကျောင်းတက်တာနဲ့စူဝေးကွင်းမှာဩဝါဒချွေပုံကစာပေသမားမှန်သိတာစီပါတယ်ပြီးရင်နိလက်စာစားချိန်အတူစားတဲ့အခါအဖြူလက်ရှိကိုခောက်တင်ထားတဲ့ဆရာကြီးလက်ပြန်သွေးကြောတွေကဒရေးမကြမျိုးချခြင်းစရာမရည်နဲ့နော်လှုပ်လိုက်ပါရေခုံတန်တွေကိုမညာချင်မှနဲ့တော့ဘာမှမဟုတ်ဘူးနော်မမသေးသွားလို့ဒါဖြစ်ဆိုမင်းလေးကိုကိုခန့်တဲ့သဘောမတူပါအောင်မေမမနော်ကိုခန့်မှာဘာမကောင်းတာရှိလို့လဲရှိတယ်လေဟင်ဘာတော့သိချစ်တဲ့အောင်လုံလွန်တာဖြစ်ရလေညီမလေးတော့ဦးကိုသိချစ်တယ်ဒါဆိုရင်စူးစမ်းပေါ့မမကူညီရမလားဟင်ပြောတော့ဖြစ်အိမ်ထိလိုက်ဖို့လို့မရအောင်ဆိုလိုက်လို့ရတဲ့နေတွေ့လို့ဟင်မမဆွေကြိုးလေးကိုပြန်တွေ့တယ်အဲ့ဒီရွှေဆွေကြိုးလေးကစီးဆက်တုံးကကိုခက်ဝယ်ပေးခဲ့တဲ့ဆွေကြိုးလေးအဲ့ဒါလေးကိုဆွဲပြီးမမမကျွတ်နိုင်သေးတာဖြစ်မယ်အဲ့ဒါဘမတော့ရင်အပြန်ကြပြမယ်လေအကြောင်းချပြီးစင်းကောက်လိုက်နော်ကူညီပါနော်တကယ်လို့ညီမလေးနဲ့ကိုခက်အဆင်ပြေသွားရင်မမစိတ်အေးရပြီတာတို့ခေါ်နိုင်ပြီဇလန်းကတန်းစင်ကန်ထဲမှာပြောပြီးတဲ့နောက်စတင်လာခဲ့တယ်ဝင်းညင်မမပြောသလိုရှာတွေးခဲ့ပါတယ်ငကက်ကျသွားတယ်ဆိုပြီးတော့ဥကိုယ်တိုင်ဆင်းချပေးသည်ကက်သီးလေးဆွဲကြိုးကိုယူလိုက်နိုင်လို့သာတော်ပါသေးတယ်အဲ့ရနေစတင်နေအဲ့ရနေစားခဲ့တယ်အဲ့ရနေဥကိုချစ်ဖို့ဆုံးဖြတ်မိခဲ့တယ်ဟုတ်တယ်ဥကိုသိချစ်တယ်ဒါဘာလုံးနေရလဲရခက်ဟင်မြောက်ဖူးဝင်းညိုလန့်သွားတာလားကောင်းမှုတော့ဘာလာလို့မွေးနေပြဒီနေ့ကြုံမွေးနေဟဲကြည့်ဒါမှန်းသိလက်ဆောင်ဝယ်ပေးပါတယ်အခုမြောက်ဖူးပေးလိုက်ပြီလေဟင်မြောက်ဖူးနဲ့စကားပြောခွင့်လေဖြစ်ရလေကျမသွားတော့မယ်ဟိုလေဟိုပြောဓာတ်ပုံလေးအတူရိုက်ခွင့်လေးများရမလားယင်မွေးနေ့လက်ဆောင်အနေနဲ့အမေဒါဆိုရင်ဘာပြန်ကြွေးမှလဲကျုံနှလုံးသားကိုတဝါကြီးစားသုံးပါအမလီမောင်တက်ပါလာပါဓာတ်ပုံရိုက်တဲ့အခါနေကက်လွန်တာကြောင့်မျက်လှန်ကြီးကလန့်နေတဲ့ဥလူယိုကြီးသွားမဲ့ပြင်းတဲ့အခါဟတ်ထိစီတဲ့သူတကားဒါနဲ့လေဟော့ကြည့်ဘာလဲပြောလေလို့မြောက်ဘူးကင်ထားတဲ့လက်ကင်လေးကတိတ်လှတယ်နော်ရှင်ကျုံနှလုံးသားအခြေအတွက်နဲ့လှတဲ့မြက်ဖူးလက်မှာအိတ်လေးကန်စီနိုင်ခဲ့တာတိတ်တန်ပါတယ်ဘာစကားလဲကိုလူရိုးရခတ်စကားကရင်ခုန်စေပါတယ်တခဏနဲ့အဖွဲတွေလာတဲ့အထိလိုက်လာမိချိန်ထိတမင်လေပြန်ကြည့်မိတယ်ကစားပွဲရတပတ်ဝန်းကျင်အချိန်လောက်နဲ့ပြီးဆုံးသွားခဲ့တယ်လိုင်းပေါ်ကတစင်မီတစင်ချေးဆူလာတဲ့ရခတ်ကိုညှင်းဆန်ခဲ့မိတယ်အငင်သာဆုံးနီးလန်းနဲ့ညှင်းဆန်ခဲ့တယ်အဲ့ဒါကြောင့်လေတပတ်တာရဲ့နောက်ဆုံးဖွေရ2ရက်မှာမတွေ့ရပါဘူးအတန်းမြင်မတက်အခုလဲငိုင်းတန်တန်နဲ့အဆောင်ပြန်ရောက်ချိန်မှိုင်တွေခွေးလဲအိတ်မိတဲ့သူကိုဝိုင်းဆက်ဆူကြတယ်ဟဲ့ဘာဒီဇိုင်းလားအေးလေဟိုဘဲနဲ့တွေ့ပြီးဘာတွေပြောလာတာလဲငါမပြောချင်ဘူးဟာနင်ကဂိမ်းနိုင်သူဟာငါအဖြစ်ကမြန်မာကားဆန်နေပြီဟာသိရလားဟမ်ဘာလဲဟဲ့ပြောလေဖြေဆိုအခုထားလို့ဝိုင်းသမားကပြောစီတော့ရင်ခွေးမှုသာဆုံးဖြတ်လိုက်မိပါတယ်ငါရခက်ကိုကြွေသွားပြီဟမ်ဘာဘလို့ဟုတ်တယ်သူငါတို့ဂိမ်းကြောင်ကိုသိနေတယ်ပြီးတော့ဒါတော့ငါ့ကိုမုန်းတဲ့အငွေအတွက်သူ့အကြည့်တွေမှာရှိမနေဘူးဖြစ်ရလေတကယ်မနေ့ပြန်ရစားပြီးငါသူ့ကိုပြန်လိုက်မယ်ဟဲမဟုတ်တာအေးလေ तू ကနေကိုခရက်တာဟာဟုတ်တယ်မိမဈေးကြောင်သူ့နှလုံးသားဈေးကျသွားတာကရောဘသူတွေကြောင့်လဲငါတို့ကြောင့်ပဲဟာဒါကတော့ဟဲစကားတွေထွက်မလာတော့ပါဘူးမြောက်ဘူးဝင်းညိုလဲမှောက်အေး၍သာဖုံးကိုကောက်နှိမ့်မိလိုက်တယ်လမ်းဖွင့်ကြီးစောင့်ဝင်နေပါတယ်မြောက်ဘူးကိုပြောလိုက်တာကြောင့်ကြေကွဲစိတ်မဖြစ်ပါနဲ့ဘာပဲဖြစ်ဖြစ်တခဏလေးအတုံးချခံလေးဖြစ်ရတာကိုဘွားအတွက်ဆုလက်တစ်ခုပါတကယ်လို့မြောက်ဘူးစိတ်လေပြီးတနာချင်းနဲ့ပြန်ချစ်မယ်ဆိုရင်ကိုမုန်းမိပါလိမ့်မယ်စိတ်ညစ်ပါတယ်အဲ့ဒီနေ့ပေးရက်ကငရဲတကားဝမေးထောက်ကြည့်ရတယ်လို့ပါနှလုံးသားယုံဝဲနေဦးတို့ရောက်နေတယ်လို့ပူလောင်နေခဲ့ပါတယ်ပြောဖို့စကားတွေစွန့်အားနေခဲ့တယ်အဲ့ဒါကြောင့်လေကြောင်မိချိန်ကြီးစိန်ကားခဲ့တဲ့ရက်ခတ်ကိုဦးအသေးရလျက်သာချစ်မိရင်နဲ့ဘွဲရခဲ့တဲ့အဖြစ်ဟယ်လိုဘသူပါလဲရှင်ရောဘသူလဲဒီအတန်ကိုဘာလို့ရင်းနှီးနေမိရလဲဗျာရခတ်ဟင်ငါနေ့အိမ်ရှိမှအခုထွက်ခဲ့ဘာပြောတယ်နင်ကဟိုမြောက်ဘူးပြေးထွက်ခဲ့မိပါတယ်ဟုတ်ပါတယ်ချစ်ရပါတော့မိမပြူပြေးကတွေးမိတဲ့အခါရှက်မိပါသေးဘာဖြစ်တာလဲငါ့ကိုတရေကြနေတာပဲမဟုတ်ဘူးလေအခုဟာငါနင့်ကိုအော်ရာစာရွက်လာပေးတာပြီးတော့အကူညီတောင်းစရာရှိလို့ဟမ်ဘာပြောတယ်နင်မအံ့ဩပါနဲ့ငါနင့်နားမနေချင်လို့နေလျှောက်ရမယ့်နေရာကိုမေးခဲ့ဘူးတာလေမှတ်မိလားအဲ့ဒါအခုတို့တွေအတူတူအော်ရာကြတယ်တနေရာလဲလားင
ငါရန်ကုန်ဟာတွေပဲထွက်သေးလို့ဒိုးစီကမထွက်သေးတာနဲ့အိတ်နေတာ။အော်မေ့လို့လာအမလီအခုမှညောင်းနေဟာနေပါနဲ့လာလေဒေဒီနဲ့မမီကကားနဲ့လိုက်ပို့တာတိတိချင်းနေစီအပြေးလာတာကျေးဇူးပါဟာငါတို့မျိုးနေကဘာလို့များလိုင်းမော်မတင်တာလဲမသိစီကက်နဲ့လေဒါတော့မနေပြောယူလာတယ်။အော်မေ့လို့နေအော်ရာစာရွက်ကမနှက်မသွားယူနော်ငါယူလို့မရတာနဲ့ထားခဲ့တာ။အေးပါဒါနဲ့လေဟိုဘာလဲငါ့ခက်တုံးတုံးများထင်နေလားမမီရဲ့မိတ်ဆွေအကူအညီတောင်းပြီးတော့ဒီမှာငါနေဖို့ပြင်ဆင်ပြီးသားပြီးတော့နေရှိတယ်ဆိုတာပြောပြီးသားပြီးတော့လေငါတို့အိမ်ကိုကြောက်ဆက်ပဲပြောင်းလိုက်တယ်လေနေလိုက်ဖို့ပေါ့မဟုတ်ဘူးလားနေုံခဏနေပြောတာမောနေမှာဆိုလို့ငါရေခတ်ပေးမယ်ပြောနိုင်လွန်စေနေရွဲ့တာလားဒါနဲ့အိမ်မကအဖေကလုပ်ငန်းလုံးအမေကအလေးသွားတယ်အော်ဒါနဲ့လေးမြတ်ဖို့နေဘာလို့အခုလိုဆုံးဖြတ်တာလဲဘာလို့လဲမေးရတယ်နော်ရေရဲတော့ငိမ့်ငိမ့်ရေးတရားဟောပြီးတော့ကျောင်းမှာငါ့ကိုနေတိတ်ချေခဲ့တာနော်ရခက်ငါမကြည်နှက်လို့လိုက်လာတာမဖြစ်နိုင်တာနေမှန်ပြောရခက်ဒါပါလေသိတယ်မလားလက်ဝါးလေရရင်နာတတ်တယ်နော်ဒါကပါလေပြန်တော့မယ်လေဟိုနေဘယ်နေ့ဒီရွာကိုပြောင်းနေမှာလေအခုလေတာဝန်ကြတာကရွာဖို့အော်နီးလောက်ပါတယ်ဒါနဲ့ဟိုလေနေအေးရင်ငါလာခေါ်မယ်ဘယ်နာနေရလဲဟောနာလမ်းဆုံးမှာပဲအေးပါငါလာခေါ်မယ်ဘာလို့ဖို့ဖះတွေလိုက်ဖို့မယ်လေတော်ပါပြီနားအောင်မယ်ဒါပေမဲ့ဟိုဟာလေပါတော့မနေ့ပြန်ကြရင်တော့ရုံးကိုအဖော်လိုက်ခဲ့ပြီးအောင်စီကုန်လိမ့်မယ်ငါနဲ့လိုက်ခဲ့လေကောင်စုပ်တော်ပြီသွားမယ်လေးမှရင်းနှဲလျှောက်သွားတဲ့တင်ဝိုင်းခါးသွဲလီနဲ့ချီရပါတော့ချစ်သူပြိုတေးကြပါပြီဟင်ဒါပဲလားဆက်ပြောအောင်လေဖုံးမိနေတယ်ဟဲဟုတ်တာ sorry ဝင်းညင်မမပြောပြရင်နားထောင်ကောင်းနေကြဖုံးမိတဲ့ကြားကမှလန့်သွားပါတယ်တငယ်ချင်းစီမှာဖြစ်တာကြောင့်အမြန်ဆန်စကားဆက်ကအနားမှမရှိတော့တဲ့သူကိုဖွေရှာရပြန်နေဟောမမဒီမှာကိုသူအိတ်နေလောက်ပြီကြည်ဆစ်လေးငွေကိုတော့မြင်နေရတယ်ဆစ်လေးတွေတောက်လာပြန်ပြီထင်နေဟုတ်သားပရင်းပေါင်နာထွက်လာတာဦးကအရင်လဲအဲ့လိုတောက်တာလားမတောက်တတ်ပါဘူးရှောက်ဆန်းလုံနေတာဒါကြောင့်ပျောက်ဆုံးသွားတဲ့ကိုခက်ရဲ့နှလုံးသားတစ်ချမ်းကိုမမရှာနေခဲ့မိတာဖြစ်ရလေဟောသူထွက်လာပြီအမလီလေးတွားပါပြီလူမြင်လိုက်တာနဲ့အယူလိုစကားပြောနေတဲ့ကောင်မလေးခမလမ်းပြေးဝင်သွားရှာပါတယ်တဲဆိုးတဲ့ကောင်မလေးငါဒီလောက်ပဲကြောက်စရာကောင်းနေသလားအဲ့ဒီအချိန်မှာပဲဖုန်းမိလာပါတယ်ဟယ်လိုဆရာကြီးဟမ်ဘသူတော့ဆရာမလေးလားကလေးအောင်သူတာဖျားနေလို့ပါဦးလေးတို့ကတောမှအိတ်တာဟင်ခတ်တာပဲလာပြီသူလေးအကြောင်းတွေးကောင်းနေစမှာပဲဖုန်းခေါ်လာတာကြောင့်တစ်ဖက်အိမ်ကိုလာခဲ့လိုက်ပါတယ်အမေတို့ကပါနှိုးလိုက်ရသေးတကားခောက်တန်ကြောင့်တကားထောက်ဖွင့်ပေးလိုက်ပါတယ်ကိုတော်ပူနေရလားဟုတ်ပူကျစ်နေတာနေဟိုးနိုင်ဝင်ချလာကအနောက်ကလိုက်လာတဲ့မိခင်ဖြစ်ကလေးကိုအဖျားကြအောင်လုံးမိကြတယ်အရေးတဲ့တုံရီဖြစ်နေတဲ့သူလေးရဲ့ပုံစံကချစ်စရာပါဒါပေမဲ့ချစ်မိသွားရေးမဖြစ်ကလေးကိုဥဆောင်ပေးမယ်တွားအိတ်လိုက်တော့လေဦးလေးတို့ကတော့လေအဲ့လိုပဲတော်သေးတာပေါ့ပြန်တော့လာမယ်ပြောပါတယ်ဆရာကြီးဒါပေမဲ့အခုကို8 နာရီခွဲနေပြီတော်သေးတာပေါ့ဆရာမလေးဝင်ကြည့်ပေးလို့ဟုတ်ကဲ့တော်အိတ်လိုက်တော့ဟုတ်ကဲ့ဆရာကြီးတာဟုတ်အမေအဲ့ဒီကလေးမလေးပါစိတ်တက်လိုက်ပါလားသူခင်ဗျလန့်သွားပေါ့ဟုတ်အမေအနာခဏနေပြီပြောဆိုနဲ့စေဘူးဖွင့်ကရေတစ်ခွက်ခတ်ယူလိုက်ပါတယ်အခန်းတစ်ခါဖွင့်ထားတယ်အဲ့ဒါကြောင့်ညီမလေးဘယ်လိုလုပ်ရမလဲဦးကိုချစ်မိသွားလို့အပိုင်ယူမိရင်မမရဲ့အချစ်တွေကမိစ္ဆာဆွေဝင်ကုန်ရင်ရောတစုံတစကြားရတဲ့စကားတန်တွေကစိတ်ကိုခြောက်ဆားစေခဲ့တယ်တကားကိုခောက်လိုက်တဲ့အခါမှာတော့အင်းကြီးဆေးလိုက်တဲ့သူလေးလန့်နေမှာဆိုလို့ဆေးလေးတောက်လိုက်ဟုတ်ကဲ့ဆရာကြီးမလန့်ပါနဲ့ဦးအောင်စီတို့လာမှပြန်มาပါနော်ဟုတ်ကဲ့တကားကိုဆေးပြီးတော့ပိတ်ခဲ့ပါတယ်ရင်တွေခုန်နေခဲ့ပါတယ်ဒီမှလူလေးမင်းကြောင့်အန်ဂယ်တို့သမီးတည်ရတာအေးအခုမှမဟုတ်ဘူးမင်းကြောင့်ကျိန်စာမိတည်ခဲ့ရတဲ့သူတွေလည်းဒုနဲ့တည်းကျွန်တော်တောင်းမှပါတယ်ခွင့်မလွတ်နိုင်ဘူးအေးတကယ်လို့သမီးအသက်ပြန်ဆယ်နိုင်ခဲ့ရင်တော့မင်းလာပတ်သက်ဖို့မစင်စားနဲ့မင်းကိုယ်တိုင်လာတတ်မယ်ချင်းချောက်ခဲ့တဲ့စကားသွေးတို့ရဲနေတဲ့ကိုအလောင်းကိုမှကပြေးပိုးခဲ့ရပေမဲ့လေစေးရုံရောက်နောက်တနေ့ချီရသူနဲ့ခွဲခါခဲ့ရတယ်မြောက်ဘူးဝင်းညိုတည်သွားခဲ့ပြီလို့သာသိခဲ့ရတယ်အဲဒီနောက်သတင်းမကြားရတော့ပါဘူးအလုတောင်ဝင်နဲ့ပတ်သက်ရေးလေသတင်းအစားနာပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဦးတယောက်ထဲသာနေလိုတဲ့မင်းကလေးရဲ့မင်းလေးကအရွယ်ငယ်ပါသေးတယ်တက်ပြင်းချရင်သာအဲ့ဒီညအတွေ့နဲ့ခဲပြန်ပါတယ်
အထူးသဖြင့်စိတ်ဒဇဆက်ဆန်လေပေါ်တက်တဲ့ကောင်မလေးကြောင့်တွေးမပြေခဲ့ပါဘူးဟောဆရာလာခမည်းတော်ကလေငွေနောက်တာလိုက်နေကြတိလားမတော်ကလေးတစ်ခုခုဖြစ်သွားမှခံရခက်မယ်တောင်းမှန်ပါတယ်ဆရာရဲ့နေပါပြီးရင်အိမ်ကိုနားပြီးတော့ခဏလာခဲ့ဗျာမေးမြန်းဆရာရှိလို့အတိလဲပေးခြင်းလို့ဟုတ်ကဲ့ထိုများသာပြောပြီးတော့အိမ်ပြန်လာခဲ့မိပါတယ်အိတ်ခမ်းကတဆင့်မြင်နေရတဲ့စကားပြောနေစေလူကြီးကိုနားမလဲစွာအဖြေထုတ်နေမိတယ်ဆရာလာပြီမကြလိုက်ပါဘူးဦးအောင်စီရောက်ချလာပါတယ်အပေါက်ဖွင့်ထိုင်စီပြီးရဲ့နောက်တီးလိုတာကိုဒဲတို့မေးလိုက်ပါတယ်ခမည်းတူမလေးကစိတ်ကောနဲ့ရလားခမည်းဘာ哦သူ့စကားကိုတွတ်နဲ့တယောက်တည်းပြောနေတတ်လို့ဟာအဲ့ဒါလားဟိုလေကျုပ်လည်းအစားတော့အဲ့လိုပဲဆရာကြီးဆရာလိုပဲသူ့အဖေကိုတမ်းမိတာယူနေတာမဟုတ်ဘူးတဲ့ဝိညာဉ်မြင်ရတယ်ဆိုပဲဗျကောင်မလေးကတိုက်ကလာတာဟုတ်ပြီကျုပ်သဘောပေါက်ပြီဟုတ်ဒါပဲလားဗျဒါပါပဲဆရာပြောဘာမှမဟုတ်တော့ပါဘူးခမည်းကလည်းပြောပါဟိုလေအိမ်တော်မပြူသေးဘူးလားလို့ဒီလူတော့အမျိုးတော်ကျင်လို့ပါအောင်မယ်တော်အဲ့လူရဲ့ရည်တန်ကမတိုးမကျဲဆိုပေမဲ့လေကိုနှလုံးသားနေရနေကိုတော့ထိတ်လန့်စေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ချစ်ခဲ့မိသည်ဖြစ်ပါတော့ကြောင့်နောက်တနေ့မနက်ဦးပုံစံကနေကောင်းတဲ့ပုံမပေါ်အဖျားကူးသွားတယ်ထင်ပါတယ်ဆရာကြီးမျက်နှာမကောင်းပါလားဒီလိုပါပဲကဲလာသွားတာပေါ့အိမ်ကြီးဟာအရေးတကြီးနဲ့ကြောင်ရောက်တဲ့တိုင်အောင်စိုးရိမ်နေခဲ့ပါတယ်စာသင်နေခိုက်ကျောင်းကိုပတ်ခါလေးလာနေတဲ့ဦးရဲ့ပုံစံကရင်ခုန်ပွဲဟာရေကုန်တန်နေရအချစ်ဆိုတဲ့အရာကိုသိလေတိမ်မွေးစာခုံလေးလို့ဆိုရမည်လားဦးထံပါဝဲထာဝရခါစားခြင်းစိတ်သာဖြစ်ပေါ်နေပါတယ်မမဟုပြောသလိုသာဆိုရင်ဦးဟာကျိန်စာမိနေတဲ့လူလို့လည်းသိရပါတယ်ဦးနဲ့အနီးနားရှိခိုက်လေးလာကြည့်မိတယ်ဟုတ်ပါတယ်မျက်ရည်ခံမဲရှိနေပါတယ်အိမ်မဲပါတဲ့သူကကျင်ဖို့ဘေးဖြစ်စေတယ်လို့လူတို့ပြောစမှတ်ရှိကြပါတယ်ဒါပေမဲ့ချစ်သူဘွားမှာအန်ရဖြစ်စေခဲ့တဲ့ဦးရဲ့ကံကြမ္မာကစိုးရုံလွန်းလာပါတယ်ဦးနှလုံးသားလေးကြမှာတနာစရာကျောင်းမြန်ရောက်ရေးစိုးရိမ်လုံကမမြောက်ဘူးပြောတဲ့အစားအစာလေးကိုချက်ပြုတ်ပို့ပေးခဲ့မိပါတယ်ဦးမလာရင်ကြိုက်တာဘလို့သိလဲမဟုတ်ပါဘူးဆရာကြီးဒီတိုင်းခဏထိုင်ဟုတ်ကဲ့အေကန်းထဲမှာဖြစ်ပါတယ်ဦးစားဖတ်နေကစကားလက်ဆောင်ပြောရမှာကြောင့်ပျော်ရွှင်မိတယ်ဆီယမလေးဝိညာဉ်မြင်ရတယ်လားရှင်ဒါဟိုလေဥဒါကိုယုံနေဟုတ်မြင်ရပါတယ်ဒါဆိုရင်ဥကိုတစ်ခုကူညီပေးပါရှင်ရေကုန်တန်တွေကတိတ်တဆိတ်ပောက်ကွဲခုန်နေပါပြီအိမ်ရှိမှာဆရာကြီးမိခင်မှာအသီးရွက်ချွေနေပါတယ်ပြောပါရှင်အခုဆီယမလေးအနားမှာရှိနေတဲ့ဝိညာဉ်မြောက်ဘူးကိုပြောပြပါထိတ်လန့်သွားမိပါတယ်ဟုတ်ပါတယ်မမြောက်ဘူးပါလန့်တုံသွားရပါတယ်ဦးသိနေပါတယ်မင်းညဆရာမလေးအခန်းမှာဆွဲကြိုးကိုတွေးခဲ့တယ်အဲ့ဒါမြောက်ဖူးကိုဦးပေးခဲ့ဘူးတာလေဟိုအဲ့ဒါလေစိတ်မဆိုးပါနဲ့ဦးရဲ့ဦးမင်းကိုမချစ်နိုင်ဘူးရှင်ဒါဟိုလေမချစ်နိုင်ဘူးလို့ပြောပြစေနှကန်းဝါမှာစကားတွေထွက်မလာတော့ပါဘူးထသာပြေးထွက်လာမိပါတော့တယ်မမြောက်ဖူးသာကြံခဲ့တယ်ပြီးရင်တခိချစ်တတ်တဲ့နှလုံးသားလေးပါအသက်မဲ့ကြံခဲ့တယ်ထင်မှာတော့တယ်ပရိသတ်များရှင်အခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကတော့စာရေးသူဦးငယ်ရေးသားထားတဲ့ဝိညာဉ်ဖန်တီးသောနှလုံးသားတချမ်းဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်